ပြီးခဲ့တဲ့သောကြာနေ့ကကမောက်ကမတွေနဲ့ပြီးဆုံးသွားတဲ့မြန်မာ၃ယောက်ရဲ့ပွဲအကြောင်းလေးကိုပြောပြခြင်းပါတယ်။အားလုံးပဲမင်္ဂလာပါ။လူရင်းတူရှင်မှကြိုဆိုပါတယ်။ပထမဦးဆုံးနေ့နဲ့ထုံးမင်းနိုင်ရဲ့ပွဲလေးကိုပြောကြရအောင်ပါ။ပထမဆုံးထိုးတက်တဲ့မြန်မာဖိုက်တာဖြစ်တဲ့ထုံးမင်းနိုင်နဲ့ကြံကျင်းမှုတို့ပွဲကတော့အလုံးတီထားပြီးအတိုင်းပါပဲ။အိုင်ပုတ်ဖြစ်ပြီးတော့ပြိုင်ဘက်ကဆမ်မကစားနိုင်တော့တဲ့အတွက် TKO နဲ့ထုံးမင်းနိုင်ရသွားတဲ့ပွဲပါဒီနိုင်ပွဲရလက်ကထုံးမင်းနိုင်လူချင်းနဲ့နိုင်ပွဲရလောက်တော့မဟုတ်ဘူးသူကိုယ်သူလည်းနိုင်တယ်ဆိုပြီးအောင်ပွဲခံမသွားဘူးဒီပွဲမှာထုံးမင်းနိုင်နေနဲ့ပြင်ဆင်ပုံဂိမ်းပလန်ပိုင်းကဘာမှကိုပြောစရာမရှိဘူးရေပွဲတွေနဲ့စာရင်ထုံးမင်းနိုင်ဟာဒီပွဲမှာတော်တော်လေးနီးစနစ်အဖြစ်တော်တော်လေးကြောင်းလဲတိုးတက်လာတာကိုတွေ့ရပါတယ်ထူးသဖြင့်ခြေကန်ချက်တွေပါခြေကန်ချက်တွေနဲ့ကြောက်ချင်းချန်ချင်းဟုဆိုတဲ့တရုတ်ဖိုက်တာကိုထုံးမင်းနိုင်ဟာခြေကန်ချက်တွေနဲ့ဖြူတယ်ထိနာတယ်တွေ့လုံးတွေနဲ့ဖြူတယ်ထိနာတယ်အမှားရဆိုလို့တော့တေးပြီးတော့မတွေ့ရပါဘူးဗျပြောစရာရှိတာတခုကထုံးမင်းနိုင်ဟာအဲ့လိုမျိုးကြီးတောင့်ကြီးရက်ဆော့နေတဲ့အားနည်းချက်လေးတခုပါပဲဒီနေရာမှာအိုင်ဘိုးတော်မဖြစ်ခဲ့ရင်ဒီလိုမျိုးတောင့်ကြီးရက်ဆော့နေမယ်ဆိုရင်ပွဲတာအိုင်ပိုးမဖြစ်ခဲ့ရင်ပင်ပဲဖိုင်တာကဘောစင်သမားဖြစ်တဲ့အတွက်ထုံးမင်းနိုင်တော်တော်လေးကိုမလွယ်တာပါဖြစ်သွားတဲ့အိုင်ပိုးကတမိန်ထိုးမိတဲ့အိုင်ပိုးတော့မဟုတ်ပါဘူးခြေကန်လိုက်တဲ့အတွက် body အားပါသွားပြီးတော့လက်ကအဲ့လိုမျိုးအိုင်ပိုးပုံစံမျိုးဖြစ်သွားတာပါအိုင်ပိုးပုံစံဖြစ်တော့ကျိုးဝိုင်းတိုင်ကချက်ချင်းပဲ injury time လုပ်တဲ့ injury time မှာတော့ဆယ်ဝန်တွေနဲ့စစ်ဆေးပြီးတော့ဒီကာကရှင်ဖိုက်တာကိုဆက်ပြီးတော့ကစားမလားပွဲဖြစ်မလားမေးတော့ပြင်ပွဲဖိုက်တာကနိုင်တယ်ဆက်ပြီးကစားမယ်ဆိုတဲ့အတွက်ကျိုးဝိုင်းတိုင်ကသူဒီတရုတ်ဖိုက်တာရဲ့ကော်နာဘက်ကိုသွားပြီးတော့သူ့ရဲ့နီးပြတွေနဲ့ကျိတ်နဲ့ဆွေးနွေးပြီးတော့မှဆက်ပြီးတော့ပွဲကိုရှင်ပြိုင်စေခဲ့ပါတယ်ဒီလိုနဲ့ပထမကြီးပြီးသွားတယ်ဒုတိယကြီးထိုးကနေကြတော့မျက်လုံးကတော်တော်လေးကိုခြေနေဆိုးနေတာပါတော်တော်လေးကိုခြေနေဆိုးနေတဲ့အတွက်မျက်လုံးကခြေနေဆိုးတာမြင်ကြတဲ့အတိုင်းပါပဲမျက်လုံးကပိတ်တော်မှပိတ်သွားပါပြီအဲ့ဒီအတွက်သူတို့ကဆမ်မကစားနိုင်တော့တဲ့အတွက်တိုင်လူကြီးကပြင်ဘက်ကော်နာကနီးပြတွေနဲ့ကျင်းနေဆွေးနွေးပြီးတော့မှပြင်ဘက်ဖိုက်တာကလည်းဆမ်မထိုးနိုင်နီးပြတွေကလည်းဆမ်မကစားရှင်ဆယ်ဝန်တွေကလည်းဆက်ထိုးဖို့ခွင့်မပြုတဲ့အတွက်ပြင်ပွဲကို TKO လို့ပြလိုက်တာပါကျွန်တော်ပထမဆုံး TKO နဲ့ထုံးမနိုင်သွားတော့တော်တော်လေးကိုအော်သွားသလိုဖြစ်ရပါတယ်ပထမဆုံးဒီတရုတ်ဖိုက်တာကပွဲပြတ်သွားပြီအထင်နဲ့အောက်ကိုတော့ဆင်းသွားပါပြီကျိုးဝိုင်းပြင်ဘက်ကိုတဝက်ရောက်နေပါပြီအဲ့ဒီချိန်မှာတိုင်လူကြီးကပြန်ပဲတရုတ်ဖိုက်တာကိုခေါ်ပြီးတော့ TKO နဲ့ရှုံးပေးလိုက်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်ဖြစ်စဉ်ကတော့ဘာဖြစ်လို့လဲဆိုတော့အိုင်ပုတ်ဖြစ်တဲ့အချိန်မှာဖြစ်ချင်းဆမ်မထိုးခြင်းဘူးဆမ်မထိုးနိုင်ရင်ဒီပွဲကဘယ်ပြောမလဲပွဲပြတ်တဲ့သဘောပေါ့အဲ့လိုမျိုးဖြစ်သွားမယ်အခုကပထမကြီးမှာဆက်ထိုးပြီးတော့မှဒုတိယကြီးပြန်စခါနေမှာဆမ်မထိုးနိုင်တော့တဲ့အတွက် TKO နဲ့ရှုံးပေးလိုက်ရခြင်းဖြစ်ပါတယ်နောက်တစ်ပွဲကတော့ညီဖြစ်သူထုံးမင်းအောင်ရဲ့ပွဲပါထုံးစံတိုင်း
ထိုင်းဖိုက်တာနဲ့ရှင်ပြန်ရတဲ့အတွက်ထိုင်းချန်ပီယံရှစ်ရဲ့ထုံးစံတိုင်းအမှတ်ဆုံးဖြတ်မှာထုံးမရအောင်ကသွားပေမဲ့အမှတ်ဆုံးဖြတ်မှာတော့ထိုင်းချန်ပီယံရှစ်ရဲ့ထုံးစံတိုင်းပဲထိုင်းဖိုက်တာကိုအနိုင်ပေးလိုက်ပါတယ်ဒီပွဲမှာလည်းတော်တော်လေးကိုညှင်းခုန်စရာကောင်းပါတယ်ညှင်းခုန်စရာကောင်းတယ်လို့ပဲပြောရမှာပဲသုံးကြည့်စလုံးကထုံးမအောင်အနေနဲ့အသာစီထိုင်းဖိုက်တာကိုအသာစီကနေထိုးနိုင်ခဲ့ပေမဲ့ထိုးနိုင်ခဲ့တယ်ကောင်းတယ်ထိုးချက်တွေကလည်းကောင်းတယ်နီးစနစ်လည်းမှန်လာတယ်ဒီလိုမျိုးအသာစီနဲ့ထိုးနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ထိုင်းချန်ပီယံရှစ်ရဲ့ထုံးစံတိုင်းအရှင်ထိုင်းဖိုက်တာကိုအနိုင်ပေးလိုက်ပါတယ်နောက်ဆုံးပွဲကတော့ရဲရင်နောင်ရဲ့ပွဲပါရဲရင်နောင်ပွဲကလည်းအရှင်ထိုင်းဖိုက်တာနဲ့ပဲဖြစ်တယ်ဒီပွဲမှာရဲရင်နောင်ကတော်တော်လေးကိုကောင်းတာတွေ့ရပါတယ်တော်တော်လေးကိုတည်တတ်တယ် performance လည်းတော်တော်လေးဘယ်လိုပြောမလဲ performance ဆိုတာလည်းပရိသတ်တွေကိုဖြောပြမှုရှိနဲ့ထိုးပေးနိုင်တယ်ဖြောပြမှုလည်းပေးတယ်တကယ်ရသားမြောက်တဲ့ပွဲဒီပွဲကလည်းအိုင်ပုတ်ဖြစ်ပြီးတော့ပွဲပြတ်သွားတာပါတကယ်တော့ဒီပွဲအိုင်ပုတ်ဖြစ်လို့ပွဲပြတ်တယ်ဆိုတာတဲ့ထိုင်းဖိုက်တာကသူမသားလို့သူထိနာနေတာအရန်ကြီးထိနာနေလို့သူမနိုင်တော့ဘူးဆိုတာသိလို့ပွဲဖြတ်လို့ကြောက်လို့ရှောင်ပြေးသွားတဲ့သဘောပါတေချာကြည့်ဗျရှေ့ကထုံးမအောင်နဲ့ထိုးသွားတဲ့ကြံချင်းဟုဆိုသူအိုက်ပုတ်ဖြစ်တော့ထုံးမနိုင်တဲ့သူနဲ့အိုက်ပုတ်ဖြစ်တော့သူမျက်လုံးကတော်တော်လေးကိုဆူဆူရွချင်းတွေကတော်တော်လေးကိုဆူဆူရွဖြစ်နေပြီမျက်လုံးကယောင်ပြီးတော့မိတ်တောင်မိတ်နေပါပြီအဲ့ဒါကိုဒီတရုတ်ဖိုက်တာကအရှုံးမပေးဘယ်လိုပြောမလဲအရှုံးမပေးသေးပဲနဲ့ဆက်ပြီးတော့ရှင်ပြန်ခဲ့သေးတယ်အခုဂျင်းနောင်ရဲ့ပွဲမှာဒီထိုင်းဖိုက်တာအိုက်ပုတ်ဖြစ်တာတော့မှန်တယ်ဒါပေမဲ့လည်းအဲ့လိုဒီတရုတ်ဖိုက်တာလို့တော့သိပြီးတော့မပြင်းထပါဘူးဒါကိုတရုတ်ထိုင်းဖိုက်တာကစမကစားနိုင်တော့တဲ့အတွက်စေးဖွဲ့တွေနဲ့တိုင်ပင်တယ်တိုင်လူကြီးကလည်း no contact လုပ်လိုက်ပါတယ်ဒီပွဲကတော့တော်တော်လေးကိုရုပ်ပေါက်တဲ့ပွဲထိုင်းဖိုက်တာရှောင်ပြေးသွားတဲ့ပွဲလို့ပြောရမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်လူကြီးတူရှင်ကပါ